နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုကိုဂျပန်ရေတပ်ကနှောက်ယှက်ခဲ့တယ်လို့တရုတ်ဆွဆွေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါတရုတ်လီယန်တင်သင်္ဘောလောင်နီရဲ့ပစိဖိတ်သမုဒ္ဒရာစစ်ရေးလေ့ကျင့်မှုအတွင်းဂျပန်ရေတပ်ကအနိကစောင့်ကြည့်ပြီးအနှောက်အယှက်ပေးခဲ့တယ်လို့တရုတ်ဘက်ကဆွဆွေးလိုက်ပါတယ်တရုတ်ရေတပ်ရဲ့အဆိုအရဂျပန်ကင်းထောက်လီယန်တွေနဲ့ဖြတ်သင်္ဘောတွေဟာလောင်နီအုပ်စုကိုတကောက်လိုက်လံစောင့်ကြည့်ခဲ့ပေမဲ့တရုတ်ဘက်ကတော့ professional ဆန်စွာကင်တွယ်ဖြည့်ရှင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ CCTV ကထုတ်ပြန်တဲ့ဗီဒီယိုမှတ်တမ်းတွေမှာတော့ဂျပန်ပြည်ဆောင်တပ်ရေတပ်ရဲ့ကင်းထောက်လေယာဉ်တွေနဲ့ဖြတ်သင်္ဘောတွေကတရုတ်သင်္ဘောတွေအနီးတစ်ဝိုက်မှာရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ဂျပန်ဘက်ကတရုတ်သင်္ဘောတွေကိုစောင့်ကြည့်ခဲ့တာကိုအတည်ပြုထားပေမဲ့အနှောက်အယှက်ပေးခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်အပေါ်မှာတော့မှတ်ချက်မပေးသေးပါဘူးရှင်။နရိစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရိစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisaya.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရိစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။